အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ SK Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့အခုရောက်ရှိလာမယ့်နေရာဒီအားလည်းရုံပိတ်ရက်တွေမှာပေါ့နော်တကယ်ချင်းနဲ့ ASIC ချေလို့ရမယ် Voca base ပေါ့နော် Cotte မျိုးသားတွေကိုကျွန်တော်ပြပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ SK ပါခင်ဗျာနေရာဒီအားလည်းရုံပိတ်ရက်တွေမှာပေါ့နော်တကယ်ချင်းနဲ့တနေ့ကုန်လဲ ASIC ချေချင်တယ်အရက်ပြင်းနဲ့မတောက်ချင်ပေါ့နော်ပြီးလို့ရှိရင်ယောက်ျားလေးမိန်းကလေးမိသူမဆိုပေါ့နော်အလွယ်တကူပပေါ်နဲ့တောက်သုံးနိုင်ရမယ်ပြီးလို့ရှိရင်မူလဲမူရမယ်ပျော်လဲပျော်ရမယ်ပေါ့နော်အဲ့ဒါမျိုး Voca အခန်း Cotte မျိုးစား၅မျိုးအကြောင်းကိုပြပြပေးချင်ပါတယ်နံပါတ်1 Moscow Mule Moscow Mule Cotte တွေက1940လောက်တည်းကနေပြီးတော့အမေရိကန်နိုင်ငံကနေပြီးတော့စတင်ထွက်ပေါ်လာတာပဲဖြစ်ပါတယ် Voca base အခန်း Cotte တွေထဲမှာတော့ဒီ Moscow Mule Cotte ကအတော်လေးကိုနာမည်ကြီးပါတယ်မသိရသူမရှိတဲ့လောက်ရှားပါတယ်Moscow Mule Cotte ဖြစ်ပေါ်လာပုံအကြောင်းကျွန်တော်အနေငယ်ပြပြပေးချင်ပါတယ်။အဓိကကတော့လူ3ယောက်ကနေစတာပေါ့နော်။ပထမတစ်ယောက်ကကြတော့သူ့ရဲ့ Voca တွေကိုအမေရိကန်နိုင်ငံမှာသူကရောင်းချင်တယ်။နောက်တစ်ယောက်ကကြတော့သူဖွင့်လှစ်ထားတဲ့ hotel မှာရှိတဲ့ restaurant မှာပေါ့နော်။တယောက်ခန့်ကြီးဖြစ်နေတဲ့ ginger beer တွေသူကအမြန်ရောင်းထုတ်ချင်တာပေါ့နော်။ ginger beer တို့ ginger ale တို့ကြတော့ expire နီးတာပေါ့နော်။နောက်တစ်ယောက်ကကြတော့သူထုတ်လုပ်ထားတဲ့ကျင်းနီမခွက်ဦးကိုသူကအမြန်ရောင်းချချင်တယ်။သူ့အိမ်မှာတောင်းလို့ရလို့ပုံနေပြီပေါ့နော်။တယောက်ကြားတဲ့ share ကောနေပြီဆိုတော့သူအမြန်ရောင်းချင်တယ်အကြမ်းဖျင်းကဒီ3ယောက်ကနေပြီးတော့ဒီ Moscow Mule Cotte ဖြစ်လာတာပဲဖြစ်ပါတယ် Moscow Mule ဆိုတဲ့ Cotte ရဲ့နာမည်ကကြတော့ဘယ်လိုဖြစ်လာလဲဆိုတော့ Voca ကိုအဓိကထားပါတော့ Voca က Moscow ရုရှားကနေပြီးတော့ထွက်ပေါ်လာတာပေါ့အဲကြောင့်မို့ Moscow ဆိုပြီးတော့ပေးထားပဲဖြစ်ပါတယ် Mule ကကြတော့မြင်းမဟုတ်မြီးမဟုတ်အကောင်ပေါ့နော်မြင်းလည်းမဟုတ်မြီးလည်းမဟုတ်အဲ့ကြားတဲ့အကောင်ပေါ့နော်သူကပစ္စည်းတွေအများကြီးကိုတင်မိုင်းထုံကြီးသွားနိုင်တယ်ခွန်အားတော်တော်ရှိတာပေါ့နော်ဒီ Cotte ကလည်းသူ့ကိုတောက်လိုက်လို့ရှိရင်တကယ်ကိုပြင်းအားကောင်းတဲ့အရာတော်ပေးဆွမ်းတာပေါ့နော်အဲကြောင့်မို့ Moscow Mule ဆိုပြီးတော့ဒီ Cotte ရဲ့နာမည်ကိုပေးထားတာပဲဖြစ်ပါတယ်Moscow Mule Cotte ဖြော်ဆက်ပုံကျွန်တော်အနေငယ်ပြပြပေးချင်ပါတယ်သူကဘယ်လိုလဲဆိုတော့ Voca ကိုတစ်ခွက်ထည့်ရဆိုလို့ရှိရင် ginger beer ကို3ခွက်ထည့်3စားတစ်စားပေါ့နော်ပြီးလို့ရှိရင်တံမြာရည်လေးအပေါ်ကညှစ်ထည့်ပေါ့နော်အဲ့လိုဆိုလို့ရှိရင် Moscow Mule Cotte ဖြစ်ပါပြီလွယ်တာပေါ့နော်ဖြော်ရလဲတော်လဲကိုကအဲ့လိုမဟုတ်ပဲနဲ့လူအများအတွက်ဖြော်မယ်ပေါ့နော်အဲ့မို့ဆိုလို့ရှိရင်လည်းချင်းနီမခွက်မဟုတ်ဘူးပေါ့နော်လူအများအတွက်ကြတော့အိုးတို့စလုံးလုံးမှဖြစ်ဖြစ်ကိုက Voca ကိုထည့်မယ် ginger beer ကိုထည့်မယ်တံမြာရည်ညှစ်ထည့်မယ်ပေါ့နော်အကဲကိုကginger beer မရှိဘူးဆိုလို့ရှိရင်လည်း ginger ale နဲ့ဖြော်လို့ရတာပေါ့နော် ginger ale နဲ့ဖြော်လို့ရပါတယ်ဒါပေမဲ့ဒီအခန်း base အခန်းပေါ့နော် Voca တော့ပြောင်းလို့မရဘူးအဲ Voca ကိုပြောင်းပြီးတခြားရက်ကိုထည့်ရဆိုလို့ရှိရင်တော့ကိုယ့်နာမည်တက်လိုက်ပါနော်ဥပမာအပြင်ကျော်ကြီး Moscow Mule ပေါ့နော်အဲ့လိုမျိုးတက်လိုက်ရပါတယ်နောက်တာပါနော်အဲ့လိုမဟုတ်ဘဲနဲ့တခြားရက်ကိုထည့်မယ်ဆိုလို့ရှိရင်တော့အဲ့အရက်ရဲ့နာမည်ကိုအရှိမထားပြီးတော့ပေါ့နော် Cotte ရဲ့နာမည်ကိုပေးရမှာပဲဖြစ်ပါတယ်ဥပမာအပြင်ဘယ်လိုလဲဆိုလို့ရှိရင် J Moscow Mule ပေါ့နော်ဒါမှမဟုတ်ရှင် Ram Moscow Mule အဲ့လိုမျိုးပေးလို့ရပါတယ်ဒီ Moscow Mule Cotte နာမည်ကိုနောက်ထပ်တစ်မျိုးတော့ဘယ်လိုခေါ်လဲဆိုရင် Voca Pack ဆိုပြီးခေါ်တာပဲဖြစ်ပါတယ်နံပါတ်1 Voca Lemonade ဒီ Cotte တွေကသူ့ရဲ့အရသာချင်းချူချူလေးကြောင့်မို့တော်တော်လေးတောက်သုံးရလွယ်ကူပါတယ်ပြီးလို့ရှင်ပါဝင်ပစ္စည်းကလည်းနည်းနည်းလေးပေါ့နော်နွေရာသီနဲ့တကယ်ကိုလိုက်ဖတ်တယ်ချင်းချူချူလေးဆိုတော့လမ်းဆန်းဝါးစီတာပေါ့လူနော်သူ့ကိုဘယ်လိုဖြော်ရလဲဆိုလို့ရှိရင်ဟိုဖြော်ထားတဲ့လင်မွန်ဖြော်ရေးချင်းလေးဖြော်မလားချူချူလေးဖြော်မလားပေါ့နော်ဒီလိုလင်မွန်ဖြော်ရေးနှစ်ခွက်ဆိုလို့ရှိရင် Voca တစ်ခွက်ထဲပေါ့နော်အဲ့ဆိုလို့ရှိရင်ရပါပြီ Voca Lemonade Cotte တစ်ခွက်ကိုရပါတယ်တော်တော်လေးလွယ်ကူတာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့က7 up တို့ Sprite တို့နဲ့လည်းဖြော်လို့ရတာပေါ့နော်7 up ကိုနှစ်ခွက်ထည့်ရဆိုရှင် Voca တစ်ခွက်ပေါ့နော် Sprite ကိုနှစ်ခွက်ထည့်ရဆိုလို့ရှိရင်လည်း Voca တစ်ခွက်ပေါ့အဲ့ဒါအောင်မှာပြီးတော့ရှင် lemon ကွင်းလေးလုပ်ပြီးတော့အပေါ်ကနေညှစ်ထည့်လိုက်ပေါ့အဲ့ဆိုလို့ရှိရင်လည်း Voca Lemonade လို့ခေါ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီ Voca Lemonade မှာကိုကြိုက်တဲ့တခြားအချိုရည်လည်းထည့်ပြီးထည့်လို့ရပါတယ်ဥပမာကိုက peach ကိုထည့်လိုက်တယ်ဆိုလို့ရှိရင် peach Voca Lemonade ပေါ့နော်အဲ့လိုခေါ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုက mojito လို့မို့ mid ပေါ့နော်ပူစီနယ်အရသာပြင်းလေးနဲ့တောက်ချင်တယ်ဆိုလို့ရှိရင်ပူစီနယ်နဲ့ကြိတ်ပြီးထည့်လို့ရပါတယ်အဲ့ဆိုလို့ရှိရင် Voca Lemonade with mid Cotte လို့ခေါ်ပါတယ်နံပါတ်3 Voca Mojito Mojito Cotte ကတော့အားလုံးသိကြတဲ့အတိုင်းပေါ့နော်တကယ်ကို classic ကြတဲ့ Cotte တစ်ခွက်ပဲဖြစ်ပါတယ်သူရဲ့ original သမိုင်းအစဘယ်ဟာလဲဆိုတော့ Cuba နိုင်ငံကနေပြီးတော့စတင်ထွက်ပေါ်လာပါတော့သူရဲ့ original base ကလည်းသူက ran နဲ့ဖြော်တာပေါ့နော် ran ရဲ့ပူစီနန်ရဲ့တံမြာတိရဲ့တကြားရဲ့ပြီးလို့ရှိရင်ဘွားနဲ့ဆိုတာလောင်းထည့်လိုက်ပါတော့အဲဆိုလို့ရှိရင် original mojito တစ်ခွက်ရရှိမှာပဲဖြစ်ပါတယ်အခုကျွန်တော်ပြပြပေးမယ် Voca Mojito ကကြတော့ ran နေရာမှာ Voca နဲ့ထည့်ဖြော်တာပေါ့နော်တချို့တောက်သုံးသူတွေကသူရဲ့ပါဇက်ဖြားမှာပေါ့နော်သူရဲ့ taste ဖြစ်တာကကြတော့ ran ထက် Voca ပိုပြီးဖြစ်တာပေါ့နော်အဲကြောင့်မို့တချို့ကကြတော့ Voca နဲ့ဖြော်တာပဲဖြစ်ပါတယ်ဒီ Voca Mojito Cotte ကိုဘယ်လိုဖြော်ရလဲဆိုလို့ရှိရင်မဖြော်ခင်ပါဘောနော်ခွက်ထဲမှာကိုကပူစီနန်နဲ့တံမြာတိကိုအရင်ကြိတ်ပြီးတော့ထည့်ထားလိုက်ပါပြီးသွားလို့ရှိရင်ကိုက Voca ကိုတစ်ခွက်ခွဲထည့်ရဆိုလို့ရှိရင်တကြားကိုခွက်တစ်ဝက်ထည့်ပေါ့နော်တကြားတော့ကိုကြိုက်လို့ချိန်လို့ရပါဘောချူချူလေးကြိုက်ရဆိုကိုကချူချူလေးထည့်ပေါ့နော်ချူတာမကြိုက်ဘူးဆိုလို့လည်းတကြားကိုရှော့ပြီးထည့်လို့ရပါတယ်လူများတော့ဖြော်ရဆိုလို့ရှိရင်လည်းအဲ့လိုဖြော်ထားပြီးသားအရေကမှပေါ့နော်ခွက်ထဲကိုတစ်ဝက်ထည့်
တဝက်ထိပ်ပွားကြီးဆိုမှရှင်အပေါ်ကနေရေခဲပုံကမှတောက်ခံနေကြရင်ဆိုတာဝါသားလေးအပေါ်လောင်းထည့်လိုက်ပေါ့နော်အဲ့ဆိုရှင်လုံးဝတကယ် perfect ဖြစ်တဲ့ Vodka Mojito တစ်ခုရရှိမှာပဲဖြစ်ပါတယ် Vodka နဲ့မှာခုနကျွန်တော်ပြောလို့ပဲ round ထည့်ပြီးသုံးမယ်ဆိုလို့ရှိရင်လည်းဒီ original Mojito တစ်ခုရရှိမှာပဲဖြစ်ပါတယ်နံပါတ်4 Sea Breeze ဒီကော်ဒေးတွေက1920လောက်တည်းကနေပြီးအမေရိကန်နိုင်ငံကနေပြီးစတင်ထွက်ပေါ်လာတဲ့ Cave Coda ကော်ဒေးရဲ့မျိုးနွယ်ဝင်တစ်ခုပဲဖြစ်ပါတယ်အစပိုင်းမှာတော့သူ့ကိုဂျင်းရဲ့တလဲတီးရဲ့ဖြော်ထားတဲ့ကော်ဒေးတစ်ခုပဲဖြစ်ပါတယ်နောက်ပိုင်းဖြော်ပုံဖြော်နေရဲ့အစင်းစင်ပြောင်းလဲလာပြီးတော့ Canberry ဖြော်ရည်ထုတ်လို့ရောင်းချနေတဲ့ Ocean Spray ဆိုတဲ့ကုမ္ပဏီကနေပြီးတော့ဂျင်စား Vodka ရဲ့သူတို့ကုမ္ပဏီကထွက်တဲ့ Canberry Juice ရဲ့ရောဆက်ပြီးတော့မှဒီကော်ဒေးကိုမိတ်ဆက်ခဲ့ပါတယ်အဲ့ကော်ဒေးရဲ့နာမည်ကိုတော့အစမှာ Red Devil ဆိုပြီးခေါ်တာပါနော်နောက်ပိုင်းမှာတော့ဒီကော်တေးက Cave Coda ဆိုပြီးနာမည်ကြီးလာတာပေါ့ Sea Breeze ကကြတော့ဘယ်လိုဖြစ်လာဆိုတော့အဲ့ဒီ Cave Coda ဖြော်ဆက်ပုံမှာသူက Grapefruit Juice ကိုထပ်ပေါင်းထည့်ထားပါတယ်အဲ့ဒါကို Sea Breeze ဆိုပြီးတော့ခေါ်ပါတယ် Grapefruit Juice မဟုတ်ဘဲနဲ့ Pineapple Juice နည်းနည်းတီးကိုထပ်ပေါင်းထည့်မယ်ဆိုလို့ရှိရင်တော့ Bay Breeze ကော်တေးဆိုပြီးတော့ခေါ်ပါတယ် Sea Breeze ကော်တေးဖြော်ဆက်ပုံဒီအချိုးစားကိုကျွန်တော်ပြပေးချင်ပါတယ်ဘယ်လိုဖြော်ရလဲဆိုလို့ရှိရင် Vodka တစ်ခွက်ဆိုလို့ရှိရင် Grapefruit Juice ကိုနှစ်ခွက်ထည့်ပေးပါအဲ့နှစ်ခွက်ထည့်ပြီးသွားပြီဆိုတော့မှအပေါ်ကနေပြီးအယောင်လောက်အောင်လို့ခုနပြောတဲ့ Canberry Juice အနီရောင်လောင်းထည့်လိုက်ပါဆိုလို့ရှိရင်တော့ Sea Breeze ကော်တေးတစ်ခုရရှိပါပြီနံပါတ်5 Watermelon Vodka ဖျဲသီးကတော့နေရာတီးနဲ့လိုက်ဖက်တဲ့အသီးနှံတစ်ခုပဲဖြစ်ပါတယ်ဖျဲသီးရဲ့ရေရွှဲမြချိုးတဲ့အရာတောင်မှာ Vodka ရဲ့တန်ရှင်းတဲ့ဆက်တဲ့အရာတာလေးနဲ့ဆိုလို့ရှိရင်တော့နေရာတီးနဲ့တကယ်ကိုလိုက်ဖက်တဲ့ကော်တေးတစ်ခုကိုရရှိမှာပဲဖြစ်ပါတယ်Vodka နေရာမှာတကီလာကိုထည့်ပြီးသုံးမယ်ဆိုလို့ရှိရင်လည်း Watermelon Margarita တစ်ခုရရှိမှာပဲဖြစ်ပါတယ် Watermelon Margarita မှာတော့ Triple Sec လေးကိုထပ်ပေါင်းထည့်ပြီးပိုကောင်းတာပေါ့နော် Triple Sec မရှိဘူးဆိုလို့ရှိရင်လည်းမထည့်လည်းပြဿနာမရှိပါဘူး Watermelon Vodka ကိုဘယ်လိုဖြော်လဲဆိုလို့ရှိရင်တော့ကို့မှာဖျဲသီးရှိရဆိုလို့ရှိရင်ဖျဲသီးကိုအရင်ကြိတ်လိုက်ပေါ့နော်ကြိတ်သွားလို့ရှိရင်ဖျဲသီးနှစ်ခွက်ဆိုလို့ရှိရင် Vodka ကိုတစ်ခွက်ထည့်ပေးပါအဲ့ဒါပြီးသွားလို့ရှိရင်အပေါ်ကလန်းဆန်းတဲ့အနှံ့လေးရအောင်လို့တံမြာသေးလေးကိုညှစ်ပေးပေါ့နော်ပြီးသွားလို့ရှိရင်တော့တကြားကိုခွက်ရဲ့တစ်ဝက်ထည့်ပေးပါတကြားတော့ကိုကြိုက်လို့ချိန်လို့ရအောင်နော်ချိုချိုလေးဆိုချိုချိုလေးခုနကကျွန်တော်ပြောလို့ပဲပေါ့ပြီးသွားပြီအဲ့လိုဖြော်ထားပြီးပြီဆိုမှကိုကတောက်ခံနေကြမှာခွက်ထဲမှာခုနဖြော်ထားတဲ့အရေကိုတဝက်ထဲပြီးရင်ရေခဲထဲအပေါ်ကနေပြီးဆိုဒါဝါသားလေးလောင်းထည့်လိုက်ပေါ့နော်အဲ့ဆိုလို့ရှိရင်နေရာဒီနဲ့တကယ်ကိုလိုက်ဖက်တယ် Watermelon Vodka ကော်တေးတစ်ခေါက်ရရှိမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြပြပြီးတော့နေရာဒီနဲ့လိုက်ဖက်မယ်ပေါ့နော် Vodka base စကန်ကော်တေးမျိုးစား5ခုပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကနေပြီးတော့ဘူးတရဆုံနေရရှိခဲ့မယ်ဆိုလို့ရှိရင်လည်း like and subscribe နဲ့အားပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်ခင်ဗျာမိတ်ဆွေဘယ်ရမှာမစိုးတန်ဆေးလုံပေးရှိပါတယ်တင်းရဲ့ပြောစီစဉ်အကောင်းတဲ့အခိုက်အတန့်လေးတွေကိုမိသားစုမိတ်ဆွေတငယ်ချင်းတွေနဲ့ဖြတ်တန်းအောင်မေးပါနဲ့ကျေးဇူးများတင်ပါတယ်ခင်ဗျာ